ငွေကြေးလာဘာနဲ့ပတ်သက်ပြီးအလွန်ထူးကဲတဲ့နက်ခတ်ကာလတစ်ခုကိုရောက်ရှိလာပါပြီ2026ခုနှစ်အတွင်းပထမဦးဆုံးကြားရောက်လာတဲ့9နဝင်း9ရက်နေဖြစ်ပြီးဒီနေ့ဟာငွေကြေးစီးစဉ်ဥစ္စာနဲ့ဆိုင်တဲ့ကံကောင်းခြင်းတွေအပြည့်အဝလှုပ်ရှားတဲ့နေထူးနှစ်မြတ်တဲ့နေ့ဖြစ်ပါတယ်ဒီလအတွင်းကြားရောက်လာတဲ့9ရက်နေမှာဒီမန်တန်လေးကို6ခေါက်တီပွားများပူဇော်ပေးလိုက်ရုံနဲ့ငွေရှာဖွေရတာလွယ်ကူလာမယ်အရင်လိုခက်ခဲပင်ပန်းစရာမလိုပဲငွေကြေးတွေဟာအစုလိုက်အပြုံလိုက်ကိုယ့်စီကိုလွယ်လင့်တကူရောက်ရှိလာပါလိမ့်မယ်မနက်ဖြန်9ရက်နေ့ဟာနေကောင်းနေမြတ်ထူပြီးတိုက်တကားပွင့်တဲ့နေ့လည်းဖြစ်ပါလေအရင်ဘဝများကကြန့်ရှိခဲ့တဲ့စီးစိမ်ဥစ္စာကံကုထိုကံအဟောင်းတွေဆက်လက်လှုပ်ရှားလာပြီးလက်ရှိဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲအသားအဆီးတွေတဖြည်းဖြည်းပြေလည်သွားစီပါလိမ့်မယ်ဒီနေ့အတွက်ငွေကြေးကိုလွယ်ကူစွာရရှိနိုင်ဖို့စီးစိမ်ဥစ္စာတွေဆက်တိုက်ဝင်ရောက်လာဖို့အတွက်မနက်ဖြန်9ရက်နေ့မှာဒီမန်တန်ကိုမဖြစ်မနေရွတ်ဖတ်ပူဇော်ပါရွတ်ရမယ့်မန်တန်ကတော့အုံနန္ဒဂုဏထိတ်ဒီကို6ခေါက်တီပွားများပူဇော်ပေးရပါမယ်ဒီမန်တန်ကို6ခေါက်ပြီးမြောက်အောင်ရွတ်ဖတ်ပူဇော်လိုက်တာနဲ့တိုက်တကားပွင့်တယ်လို့စီးစိမ်ဥစ္စာလာဘတွေဝင်ရောက်လာပါလိမ့်မယ်ဒီ9ရက်နေ့ဟာ2026ခုနှစ်အတွက်ပထမဦးဆုံး9နဝန်းကျ9ရက်နေ့ဖြစ်ပြီးနက်ခတ်ကောင်းဆန်းရှင်နေတဲ့အတွက်လူစားအားလုံး9ရက်သားသမီးအားလုံးအတွက်လာဘကံအလွန်ထူးခဲတဲ့နေ့ဖြစ်ပါလေဒီနေ့မှာဒီမန်တန်ကိုရွတ်ဖက်ပူဇော်လိုက်မယ်ဆိုရင်မိမိနဲ့ဘဝဟောင်းကဆက်ခဲဘူးတဲ့ဆွေတော်မျိုးတော်အပေါင်းတိုက်ဆက်ပုတ်တန်ဆက်အားလုံးကလာဘတွေကိုကူညီပံ့ပိုးပေးပြီးခက်ခဲနေတဲ့ကိစ္စရပ်အားလုံးကိုပြည်လည်စေပါလိမ့်မယ်ငွေကြီးအခက်ခဲကြုံနေရသူလက်မပွန့်ပဲစီးပွားရေးတက်မလာသူဘဝမှာဆင်းရဲဒုက္ခများနေရသူများအတွက်ဒီမန်တန်ကိုမနှက်ဖြန်မှမဖြစ်မနေရွတ်ဖတ်ပူဇော်ဖို့အထူးအကြံပြုပါတယ်ဒီနေ့ဟာတိုက်တကားပွင့်ကြီးဝါချမ်းသာအောင်ဟင်မှုရရှိမဲ့နေ့ဖြစ်ပါတယ်ဘဝဆက်တိုင်းမှာကုသိုလ်ကံတွေဆက်တိုက်ပေါ်ထွန်းပြီးရွှေငွေရတနာစီးစိမ်ဥစ္စာတွေရရှိလာပါလိမ့်မယ်အရေးကြီးလာကရရှိလာမဲ့အကျိုးအမြတ်တွေကိုလက်ခံနိုင်ဖို့ထိန်းသိမ်းနိုင်ဖို့ဖြစ်ပါတယ်ဒါကြောင့်မနှက်ဖြန်ဒီမန်တန်ကိုသတိထားပြီးရွတ်ဖတ်ပူဇော်ပါဒီဂါထာကိုရွတ်လိုက်တာနဲ့အထူးထူးသောလာဘတွေဝင်ရောက်လာမဲ့အတွက်ကိုယ်တိုင်လက်ခံထိန်းသိမ်းနိုင်တယ်ဆိုမှယုံကြည်ချက်ပြည့်ဝစွာရွတ်ဖတ်ပူဇော်ပါမိမိနဲ့ဆက်ဆက်ခဲ့မှုတဲ့အမိအဖဘိုးဘွားဆရာသမားဆွေတော်မျိုးတော်အပေါင်းကစီးစိမ်ဥစ္စာတွေကိုချီးမြှင့်ပေးပါလိမ့်မယ်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲအလုံးပြေလည်သွားပြီးလာဘတွေပွင့်လန်းလာပါလိမ့်မယ်ဒါကြောင့်2026ခုနှစ်ရဲ့ပထမဦးဆုံး9နဝင်းကျ9ရက်နေ့ကိုအခွင့်အရေးအဖြစ်ယူပြီးဒီမန်တန်ကို6ခေါက်တီရွတ်ဖက်ပူဇော်ကြပါဒါနဲ့အပတ်စဉ်ဟောစာတန်းတွေတင်ဆက်ပေးနေမှာဖြစ်လို့ဆရာရဲ့ YouTube Channel ကို Subscribe လုပ်ထားပြီး TikTok အကောင့်ကိုလည်း Follow လုပ်ထားနေပါ